အားလုံးပဲမင်္ဂလာပါ ASIS automation ပေးရနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီကျွန်တော်ရဲ့ Python basic သင်တန်းရဲ့ဒါအကျိုးသင်ခန်းစာပေါ့ဒီနေ့ပထမဆုံး Python အကြောင်းအနေနဲ့မိတ်ဆက်ပေးမှာပေါ့ Python က1991မှာစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးတော့မနေ့တနေ့မှဖြစ်လာတဲ့ programming language တစ်ခုမဟုတ်ဘူးပေါ့သူရဲ့ရေးဟန်က Java နဲ့ JavaScript လိုမျိုး language တွေကိုသူကလွှမ်းမိုးမှုရှိတယ်ပေါ့ Python အချိန်ကုန်နဲ့ level သီးသီးကိုထိုးပေါက်နေတယ်ပြီးတော့သူကအမြဲတမ်းတိုးတက်နေတဲ့ programming language တစ်ခုပေါ့ဒါကြောင့်သူ့ကိုလူကြိုက်များကြတယ်ပေါ့ Python ဘယ်သူတွေကတိုးတက်အောင်ဖန်တီးလဲဆိုရင်တစ်ကမ္ဘာလုံးကကျွန်တော်တို့လိုမျိုး Python အသုံးပြုတဲ့လူတွေကနေပြီးတော့တိုးတက်အောင်ဝိုင်းပြီးတော့ဖန်တီးခဲ့တာပေါ့ Python မှာထောင်ထဲရှိတဲ့အသင်သုံး package တွေရှိတယ်အဲ့ဒါတွေကိုလည်းတစ်ကမ္ဘာလုံးကလူတွေကဖန်တီးထားကြတာပေါ့ဒီလို Python ကိုကျွန်တော်တို့ကအသစ်တွေထပ်ထည့်ခြင်း Python Software Foundation လို့ခေါ်တဲ့ PSF ကိုဆက်သွယ်ပြီးတော့ကျွန်တော်တို့ကကူရေးပေးလို့ရတယ်ပေါ့ Python တိုင်းဝိုင်းအနေနဲ့ပြီးတော့ Python Institute လိုမျိုးစာလကားသင်ပေးတဲ့တက္ကသိုလ်တွေရှိတယ်ပြီးရင် Python Anywhere လိုမျိုးကျွန်တော်တို့ဒီစမ်းသပ်မဲ့ဒီ website တွေပေါ့လကားတင်လို့ရအောင်ဆိုပြီးတော့လုပ်ပေးထားတဲ့ Python Anywhere.com လိုမျိုး website တွေလည်းရှိတယ်ပြီးတော့ဒီတခြားလူမပြောနဲ့ပေါ့ပြီးတော့ Python ရေးသားခဲ့တဲ့ Python ရဲ့ဖခင်ကြီး Guido Rosen သင်ခန်းစာတွေတော့မှကျွန်တော်တို့ Google မှာလွယ်တကူရှာပြီးတော့လေ့လာလို့ရတယ်ပေါ့ Guido Rosen က Python ကိုသူက2နှစ်နဲ့ရေးသားခဲ့တာပေါ့2နှစ်နဲ့ရေးသားခဲ့တယ်ဒါပေမဲ့အခုလိုမျိုးလက်ရှိအချိန်တွေကိုရောက်ဖို့အတွက်သူများကုမ္ပဏီမှာအလုပ်လုပ်ရင်းနဲ့တစ်ကမ္ဘာလုံးက Python အသုံးပြုတဲ့လူတွေအကြံပေးချက်တွေကိုလက်ခံစုစည်းပြီးတော့သူကနှစ်30ကျော်ရေးသားဖန်တီးခဲ့ရတာပေါ့အခုလိုမျိုးကမ္ဘာအလူကြိုက်အများဆုံး language တစ်ခုဖြစ်လာဖို့အတွက်သူကနှစ်30ကျော်ဖန်တီးခဲ့ရတာပေါ့အချိန်ပေးပြီးတော့ Guido Rosen 2018မှာပဲသူကအသက်60ပြည့်ပြီးတော့ Python Software Foundation ကနေပြီးတော့သူကအနားယူခဲ့တယ်ပေါ့ Python ကအတော်ဆုံးဆိုတဲ့လူတွေရာထောင်ကြီးစုပြီးတော့ရေးသားခဲ့တဲ့ company ပိုင်း programming language တစ်ခုမဟုတ်ဘူးပေါ့ Guido Rosen တယောက်တည်းဖန်တီးခဲ့တဲ့လူသားအလုံးနဲ့ဆိုင်တဲ့ programming language တစ်ခုပေါ့ Guido Rosen Python လူသားတိုင်း program ရေးတတ်ဖို့ဆိုပြီးတော့ရည်ရွယ်ပြီးတော့သူက Python ဆိုတဲ့ programming language တစ်ခုကိုသူကဖန်တီးခဲ့တာပေါ့ကျွန်တော်ကလည်းလူတိုင်းအလွယ်တကူနားလည်ဖို့ဆိုပြီးတော့9မိနစ်သင်ခန်းစာရင်းနဲ့ကျွန်တော်ကသင်ပေးသွားမှာပေါ့ဒီသင်တဲ့သင်ကြားမှုပုံစံပေါ့သင်တဲ့သင်ကြားမှုပုံစံကကျွန်တော်ကည9:00နာရီခွဲတိုင်းမှာတနေ့ကို9မိနစ်သင်မယ်9မိနစ်ဗီဒီယိုလေးကျွန်တော်ကပေးမှာတင်ပေးသွားမှာပေါ့အဲ့လိုနဲ့တစ်လားပြည့်ရဲ့အချိန်မှာကျွန်တော်တို့ကဒီလိုမျိုး application တွေရေးကြမယ်ပြီးရင် website တွေကျွန်တော်တို့ကဖန်တီးကြမှာပေါ့ဒီသင်တန်းကိုကျွန်တော်ကဒီ Python from basic to advanced မှာကျွန်တော်ကအရင်တည်းကအများကြီးသင်ခဲ့ပြီးသားပေါ့2နှစ်ကျော်လောက်ကျွန်တော်လက်ကားသင်ပေးခဲ့ဒါပေမဲ့ low end tuition သင်တန်းတစ်ခုကိုကျွန်တော်ကဒီကလေးတွေရောအကုန်လုံးပေါ့လူကြီးရောကလေးရောလူတိုင်းနားလည်နိုင်မဲ့ low end tuition သင်တန်းတစ်ခုဟိုးရင်တည်းကဖွင့်ဖို့စိတ်ကူးရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့ရောက်မှဖွင့်ဖြစ်သွားတယ်ပေါ့ဒီနေ့ကဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ဒီအမျိုးသားနေ့နှစ်တရာပြည့်နှစ်ပေါ့1920မှာတကူကျောင်းသားတွေကနေပြီးတော့အင်္ဂလိပ်တွေရဲ့ကျွန်ပညာရေးစနစ်ကိုစန့်ကျင်တယ်ဆိုပြီးတော့သူကပထမကျောင်းသားတပိတ်ဆိုပြီးတော့စပြီးတော့တပိတ်မောက်ခဲ့တာပေါ့တပိတ်မောက်ခဲ့တယ်အခုချိန်မှာဆိုလဲကျွန်တော်တို့ကပြည်ပနိုင်ငံတွေရဲ့နည်းပညာလွှမ်းမိုးမှုကိုခံနေရတော့မဲ့ပေါ့သူတို့ရှင်းပြနိုင်ဖို့ခေတ်မီနည်းပညာတွေကိုတက်ကြွမှုအတွက်ကျွန်တော်တို့အတူလေ့လာသွားကြမယ်ပေါ့